အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြမှာတော့ကျွန်တော်တို့MSSC ကျွန်တော်တို့ Frono မျိုးစာမှာကျွန်တော်တို့တွေPP test ကိုဘယ်လိုလုပ်လဲဆိုတာကိုကျွန်တော်ပြောပြသွားမှာပါအရင်ဆုံးကျွန်တော်တို့ဒီမှာ keyboard မှာကျွန်တော်တို့ F7 ကိုနှိပ်ပေးမယ်နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီမှာ1 2 3 4 5 6 7ရှိတယ်7ကိုကျွန်တော်တို့အန်ဒါနှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီမှာ number 1 PP test ဆိုတာပေါ်လာမယ်ပြီးတော့အဲ့ဒါကိုကျွန်တော်တို့အန်ဒါနှိပ်မယ်ပြီးလို့ရှိရင် yes ကိုရွေးမယ်ရွေးပြီးလို့ရှိရင်ကျွန်တော်အန်ဒါနှိပ်မယ်အခုဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီရဲ့ဒီမှာ alarm တစ်ခုပေါ်လာတယ်press escape key to continue တဲ့ဆက်လုပ်ပါလားဆိုတဲ့အတွက်ကျွန်တော်တို့escape ကိုကျွန်တော်နှိပ်ပေးရမယ်ဆိုရင်သူဆက်ပြီးတော့ test လုပ်နေပါတယ်သူရဲ့ဒီဘယ်လိုပြောမလဲဒီ PP test လုပ်နေတဲ့အချိန်မှာဒီမှာ automatic test mode normal communication disable ပြီးတော့ do not press any distract button unless you are in the distractor ဒီ PP test လုပ်နေတဲ့အချိန်မှာသူရဲ့ဘယ်လိုပြောမလဲ sign alarm တစ်ခုပြတာပေါ့ဗျာကျန်တဲ့ဒီ normal communication တွေကို disable လုပ်ထားရတယ်ပြောလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ any disturb button တွေအဲ့ဒါတွေကိုကျွန်တော်တို့ဒီမနှိပ်ရအောင်ဆိုတဲ့အကြောင်းကိုသူမှာသူကဟိုဘယ်လိုပြောမလဲ caution အနေနဲ့ပြထားရတယ်ကျွန်တော်ဒီမှာနေအောင်နဲ့အခုဆိုရင်ဒါသူ PP test လုပ်နေအောင်အချိန်တိုင်းတာတစ်ခုတည်းတော့ဆောင်းပေးရပါတယ်ပြီးတော့ကျွန်တော်တို့ဒီမှာဒီဆက်စီကကျွန်တော်တို့ printer နဲ့ချိန်ထားတဲ့အတွက်သူလုပ်တဲ့ data တွေကဒီ printer ကနေ auto brace out ထပ်တာကိုတွေ့ရမှာဖြစ်ပါတယ်အချိန်ခဏဆောင်းပေးရပါတယ်အခုဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့for receiving message press escape key to continue ရဆက်လုံးပါလားဆိုတော့ကျွန်တော်တို့ escape ကိုအနားနေပေးမယ်ဆိုတော့ဒီမှာသူPP test လုပ်နေအောင် running report program နဲ့ဆိုရင်ကျွန်တော်တို့ PP test စစ် complete တဲ့အခုကျွန်တော်တို့ PP test လုပ်တာအောင်မြင်ပြီးဆုံးသွားပါပြီပြီးတော့ကျွန်တော် press escape key to continue ဆိုတော့ကျွန်တော် escape ကိုနှိပ်ပေးရမယ်ဒီမှာသူပြပါတယ် PP test စစ် complete ဆိုပြီးပြပါတယ်ဒီမှာ printer မှာတစ်ချက်တော့ကြည့်အောင်ဒါ PP test result ဖြစ်တယ် printer နဲ့ချိန်တာအတွက် auto ထွက်တာဒါကိုကျွန်တော်တို့ကျင်းနေတဲ့ set လောက်ပုံမှာတွဲပြရပါတယ်